တရားဘူးခီးသွွားလုပ်ငန်းဟာဘာသာရေးနဲ့သက်ဆိုင်သောနေရာများတမိုင်းဝင်ဖျားစေတီများနဲ့ယုံကြည်ကိုးကွယ်ရာနေရာများသို့ခရီးသည်များလာရောက်ဖူးမြော်ကိုးကွယ်တဲ့ဘာသာရေးနဲ့သက်ဆိုင်တဲ့ခီးသွွားပုံစံတစ်ခုဖြစ်ပါတယ်။တိုင်းဒေသကြီးနဲ့ပြည်နယ်တိုင်းမှာထင်ရှားတဲ့ဘာသာရေးဆိုင်ရာတကူကြီးဖျားစေတီပထိုးနဲ့ဘုံတော်ကြီးကျောင်းများအမြောက်အများဖြင့်ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။အဲ့လိုပဲအခြားဘာသာကိုးကွယ်မှုများနဲ့ဘာသာရေးဆိုင်ရာအဆောက်အဦများလည်းတည်ရှိနေပါတယ်။ခီးသွွားများအနေနဲ့ဘာသာရေးဆိုင်ရာယုံကြည်မှုများကိုဆောင်ရွက်နိုင်တယ်လို့ဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအတွေ့အကြုံများကိုလည်းရရှိနိုင်ပါတယ်။မြန်မာနိုင်ငံမှာရှေးရခင်ကပင်ဗုဒ္ဓဘာသာရဲ့တရားတော်များကိုပွားများကျင့်ကြံအားထုတ်ခြင်းနဲ့အတူသစ္စာလေးပါးနဲ့သမထဝိပဿနာတရားများရှုမှတ်အားထုတ်နိုင်တဲ့ရိပ်သာများကိုနိုင်ငံအနှံ့အပြားမှာတွေ့မြင်ရမှာဖြစ်ပါတယ်။စိတ်အေးချမ်းမှုနဲ့စိတ်ပိုင်းဆိုင်ရာပြုပြင်မွမ်းမံမှုများကိုသင်ယူနိုင်ပြီးဗုဒ္ဓဘာသာရဲ့သင်ကြားချက်များကိုလက်တွေ့လေ့လာကျင့်သုံးနိုင်လို့စိတ်ပိုင်းဆိုင်ရာနဲ့ကိုယ်ကျမ်းမာရေးတိုးတက်စေရန်ရည်ရွယ်တဲ့ခီးသွွားများအတွက်ထေရဝါဒဗုဒ္ဓသာသနာထွန်းကားတဲ့မြန်မာနိုင်ငံဟာခရီးသွားဆွဲဆောင်ရာခရီးစဉ်ဒေသဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ Land of Festival လို့ဆိုရလောက်အောင်စနေရာသီပတ်လုံးပျော်ရွှင်ပွဲရာကောင်းပြီးအနှစ်သာရပြည့်ဝတဲ့ပွဲတော်များကိုနိုင်ငံတနံတလျားမှာကျင်းပကြပါတယ်။နှစ်စဉ်ကျင်းပတဲ့တိုင်းရင်းသားမျိုးနွယ်စုများရဲ့ပွဲတော်များဘာသာရေးဆိုင်ရာပွဲတော်ရာသီချိန်ပွဲတော်များဟာပြည်ရင်းပြည်ပခရီးသွားများကိုအထူးဆွဲဆောင်လျက်ရှိပါတယ်။တကြံရည်သပင်ပွဲတော်သတင်းကြုတ်ပွဲတော်စတဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပတဲ့ပွဲတော်များဖြစ်တယ်လို့တစောင်းတိုင်းမိဘုံပြန်ပွဲတော်အင်းလေးဖောင်တော်ဦးဖျားပွဲတော်အာနန္ဒာဖျားဝဲစတဲ့သက်ဆိုင်ရာဒေသများအလိုက်ကျင်းပတဲ့ပွဲတော်များဟာလည်းခီးသွွားများအကြားထင်ရှားရည်ပန်းစားတဲ့ပွဲတော်များပဲဖြစ်ပြီးအဲ့ဒီပွဲတော်များကိုကဘာကသိရှိအောင်ဖော်ထုတ်မြင့်တင်ခြင်းဖြင့်ပွဲတော်များဆိုင်ရာခီးသွွားလုပ်ငန်းကိုမြင့်တင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။သဘာဝအခြေခံခီးသွွားလုပ်ငန်းဆိုတာကတော့သဘာဝကိုအခြေခံတဲ့ခီးစဉ်ဒေသများကိုသဘာဝကိုချစ်မြတ်နိုးထိမ့်သိမ်းစောင့်ရှောက်လိုတဲ့သဘောနဲ့ချင်းကပ်သွားရောက်လေ့လာလဲပတ်ခြင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစံပြအနေနဲ့သဘာဝအခြေခံခီးစဉ်ဒေသ22ခုကိုတည်ထောင်ထားရှိပြီးသဘာဝအခြေခံခီးသွွားလုပ်ငန်းကိုဂေဟစနစ်ခီးသွွားလုပ်ငန်းလို့လည်းခေါ်ဝေါ်ပါတယ်။ဟိုတယ်နဲ့ခီးသွွားလာရေးဝန်ကြီးဌာနအနေနဲ့မြန်မာနိုင်ငံရဲ့သဘာဝအခြေခံခီးစဉ်ဒေသများကိုမြင့်တင်ဆောင်ရွက်ရန်ခီးသွွားဧည့်သည်များအနေနဲ့မြန်မာနိုင်ငံရဲ့ရေမြေတောတောင်သဘာဝအလှပများနဲ့မျိုးသုံးပျောက်ကွယ်လူစေသားငှက်တရိတ်ဆန်များအပါအဝင်ဇီဝမျိုးစုံမျိုးကွဲများကိုခီးသွွားလုပ်ငန်းဖြင့်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးအတွက်သဘာဝအခြေခံခီးသွွားလုပ်ငန်းမူဝါဒနဲ့စီမံခန့်ခွဲမှုအစီအစဉ်ကိုရေးဆွဲထုတ်ပြန်ထားရှိပါတယ်။